Hello မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသလားကျမတို့အိမ်နီးနား Leven City Park ဆိုတဲ့တနေရာကစားကွင်းကိုကျမတို့သွားတဲ့အချိန်မှာထူးဆန်းပြီးတော့ကျမမမြင်ဘူးသေးတဲ့အရာတော်တော်များများတချို့ကိုကျမမျှဝေပေးချင်တာပါဒီကစားကွင်းမှာဆိုလို့ရှိရင်အရင်သက်ရှင်တောက်ပြောင်ပြီးတော့သူတို့ရဲ့ချမ်းပြင်ဆိုလို့ရှိရင်လေတခြားကစားကွင်းတွေတော်တော်များများဆိုလို့ရှိရင်မြက်ခင်းတွေကတကယ်တဘာဝမြက်ခင်းတွေကိုတဘာဝမြက်ခင်းတွေပဲစိုက်ထားတဲ့ဟာဒါမှမဟုတ်လို့ရှိရင်တရေတွေပေါ့နော်အဲ့ဒီတရေအချောင်းလေးတွေပေါ့ဒုတ်ချောင်းလေးတွေပုံစံမျိုးဟာမျိုးအဲ့ဒါမျိုးတွေကိုခင်းထားတာလောင်းထားတာရှိဒါပေမဲ့ဒီဟာကြတော့မြက်ခင်းအတုတွေကိုသူတို့ခင်းထားတယ်ပြီးတော့သူ့ရဲ့ဘေးပတ်ဝန်းကျင်နေဆိုလို့ရှိရင်တက်ရှင်းတယ်ဒီကောင်းနေတဲ့ရှူတာတွေလည်းပေါ်ပါပြီးတော့လန်းဆန်းစေတယ်ပြီးရင်တစ်ပင်နေလဲနေရာတိုင်းမှာတစ်ပင်နေသူတို့စိုက်ထားတာဆိုတော့ကြီးမားမဟုတ်ရင်တော့မှအဲ့တစ်ပင်လေးတွေနဲ့ဆိုအရိတ်တွေနားခိုလို့ရတယ်ပြီးတော့ကျွန်မရေတွေကွန်တေးလေးတစ်ခုသူတို့ရုပ်တုလေးတွေနဲ့ဆင်ထားတာလေအရင်ကြီးလို့ကောင်းတယ်ရေတွေကလည်းကြီးပြီးတော့အရင်မကြီးမသေးအဲ့ဒီရုပ်တုကြီးနားမှာဆိုလို့ရှိရင်အေးချမ်းတယ်အချမ်းကောင်းပါတယ်လို့လာရောက်ပြီးတော့မှနားခိုကြပါလို့ပြောချင်ပါတယ်ဘိုင်ဘိုင်